အောင်စပူကိုမြင်းလို့ပြောတဲ့သူတွေကိုပညာသားပပနဲ့ဇက်စင်ပေါ်မှာတည်ဖြစ်လိုက်တဲ့အောင်စပူနဲ့ဖြူဖြူပရိသတ်ကြီးအောင်စပူရဲ့မြင်းကိစ္စကတော့အခုလိုနည်းနဲ့ဖြည့်ရှင်းမှာပဲရတော့မှာပါနော်လူရှင်တော်ဖြူဖြူကသူ့ညီလေးအောင်စပူကိုတခြားသူတွေမပလိန်ခင်သူကိုယ်တိုင်ကပလိန်လိုက်တာပါဟေတာရီရဲ့စကားတွေကိုပညာသားပပနဲ့မင်းသားလေးအောင်စပူအစားစင်ပေါ်မှာဖြောပြခဲ့တာပါနိုင်ငံတော်အကြီးအကဲတွေလာကြည့်ကြတဲ့ဝစီရာရုပ်ရှင်ပြဆက်ဖွင့်ပွဲကြီးမှာတောင်ဝေဖန်သူတွေကိုတကွက်ပြပြီးတော့အခုလိုပြုမှုလိုက်တာဖြစ်ပါတယ်။ဖြိုးဖြိုးကစင်ပေါ်မှာအောင်စပူရဲ့ထိကယုံပွားတချင်းကိုတီးဆိုခဲ့ပြီးတော့ဇက်တော်ကြီးထဲမှာသုံးတဲ့မြင်းရုပ်ကြီးကိုတင်လာကထိကယုံပွားလေးရဲ့ဟီဟီဆိုပြီးမြင်းတန်ကြီးလုပ်ပေးခဲ့တာဖြစ်ပါတယ်။ဗလိမာရီကိုနှစ်ထပ်ကွမ်းပညာပြလိုက်တာဖြစ်ပြီးအောင်စပူကိုမြင်းလိုတိုက်ရိုက်ပြောနေသူတွေအတွက်တရားမျှတမှုရအောင်ဖော်ထုတ်သွားခဲ့တာပါ။တကွက်ပြတာတင်မဟုတ်ပဲအကွက်မျိုးစုံနဲ့ကြိုးခုံပြီးတော့ညံကိုဖောက်စားသွားတာမလို့လူရှင်တော်ဖြိုးဖြိုးနဲ့အောင်စပူတို့ကတော့အကွက်မြင်တတ်ပါရင်နော်ဒါကြောင့်တချင်းတချောင်းဆိုရင်ဟီဟီနဲ့မြင်းတန်တစ်ခါထုတ်ပြီးတော့ဗလိမာရီကိုသူတို့မပလိန်ခင်ဥအောင်ပလိန်ပြတာမလို့စင်အောက်ကအကြီးအကဲတွေကသဘောကျနေကြတာဖြစ်ပါတယ်ဒီတော့ပရိသတ်ကြီးအောင်စပူအဖွဲထဲမှာလူရှင်တော်ဖြိုးဖြိုးကတော့အလုံးလူရှင်တော်ဖြစ်တာကြောင့်သူ့တဦးရင်းနဲ့တင်တစ်စက်လုံးကိုထိန်းလို့ရပါတယ်။ပါးနဲ့လုံးနဲ့အောင်စပူဇက်သပင်ကမင်းသားအောင်စပူအပါဝင်မင်းသမီးလူရှင်တော်တွေအားလုံးကသပင်ကိုချစ်လို့ဖျော်ဖြေနေကြတဲ့သပင်မောင်နှမတွေဖြစ်ပါတယ်။မှတ်ချက်လေးတွေကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။